အခါမမြင်ဘူးတဲ့မြင်ခွင့်မှာကျွန်တော် I love you လမ်းဆုံးမှာလမ်းဆုံးမှာပါဒါကားလမ်းကြီးကအခုကဆက်နေတော့ဘောတော့ခုတ်လို့ရတယ်အမြင်ပါပဲမျိုးလုံးကျွတ်ရေကြီးနှိမ့်မြုပ်တာကိုခံနေရတဲ့ AR တိုင်း၄မျက်နှာမြို့နယ်မှာမြို့ပေါ်နဲ့ကြေးရွာအများပြားရေနှိမ့်မြုပ်နေတာရက်တစ်ပတ်ရှိလာပါပြီလူတောင်းတဲ့ချီရေပေးတင်ပြီးစပားဆိုင်အေကထောင်တဲ့ချီရေနှိမ့်မြုပ်နေတဲ့ဒီအခြေအနေဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကထိန်မူတာကျိုးပြီးရဲ့နောက်အဆိုးဝါးဆုံးရေကြီးမှုလို့မြို့ကန်တွေကပြောပါတယ်တလားလို့ဖျားသာရွတ်လာတာလေးမျက်နှာမျိုးကိုကာယံထားတဲ့ငဝုံမြင့်ရေကတာဟာပြီးခဲ့တဲ့ဇူလိုင်လ30ရက်ညမှာကျိုးကျခဲ့ပြီးစိုးရတဲ့ရေဘေးကိုဒေသခံတွေရင်ဆိုင်နေရတာပါဒီတစ်ခေါက်ရေကြီးနှိမ့်မြုပ်မှုဟာဘလို့အခြေအနေတွေကြောင့်ဖြစ်ပေါ်ခဲ့တာလဲရေနှိမ့်မြုပ်တာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးလက်ရှိရေဘေးရှောင်နေရတဲ့လေးမျက်နှာမျိုးကန်တူကိုဩဂတ်9ရက်နေ့လယ်မှာဆက်သွယ်မေးမြန်းကြည့်ရမှာတော့ဒီနဲ့အတွင်းဘက်ကသူတို့ဒီမျိုးစစ်အထက်ကရေနဲ့ရေက level ဖြစ်သွားတော့နည်းနည်းရေတော့ငြိမ်းဒါပေမဲ့ရေကဝင်နေအောင်ပဲပေါ့အရင်လိုအစီတားဟောမကြမ်းတော့ဘူးကျွန်တော်ဇူလိုင်ဩဂတ်ဆိုရင်ဒါရေကတော့အမြင်တက်နေကြတယ်တက်နေကြမှာတို့ရေတာတမန်လေးကဒါမခိုင်းလို့တာဖြစ်တယ်ဒါတော့မခိုင်းတော့ဒီပေါက်ချင်းနေတာဒီစာကျိုးသွားတယ်ဘိုးယုံစုလားပေါ့ဘိုးယုံစုလားဒီကျိုးကဖြစ်လို့ပြောတယ်အဲ့နေကနေစပြီးတော့ဒါစပေါက်တော့အဲ့နေကပို့ဆိုးသွားတာအဲ့နဲ့ပို့ဆိုးတဲ့ခါကျတော့အဲ့နေကနေပတ်သက်ပြီးတော့လင်းကမြို့သေးပေါ့ဒီမြို့သေးအကုန်ဆေးရုံကြီးရက်စတန်ကြီးအကုန်ရုံဆိုင်ရရုပ်စတက်တွေမြို့တာအဲ့ရတဲ့တဲ့ပြေးရွာတွေကိုပြန့်သွားအဲ့လိုကြီးဖြစ်လာမှလို့မသိဘူးပေါ့ AR တိုင်း interview လူတွေရှိနေသေးတဲ့အိမ်တွေကိုလိုက်လံနှုံးဆော်ပြီးတော့ချိန်ပြီးရွှေ့ပြောင်းမှုအတွက်ကိုကဲသိလုပ်နေခြင်းဖြစ်ပါတယ်ဩဂတ်9ရက်နေ့ထိကျိုးပေါက်နေတဲ့ရေကာတာကနေရေတွေဆက်ဝင်နေသလိုရေလွှမ်းဧရိယာလည်းကျယ်ပြန့်လာတဲ့အတွက်လက်ရှိမမြုပ်သေးတဲ့မြို့နယ်တွေအတွက်ပါကြိုတင်ပြင်ဆင်ထားကြဖို့အရက်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကတတိပေးထားကြပါတယ်။ကြေးရွာအများစုကနေအိမ်တွေမှာလူတွေရှိနေပြီးကယ်ဆယ်ရေးစခန်းကိုတွားဖို့နှိုးဆော်နေတာတွေရှိပေမဲ့နေအိမ်တွေကိုစွန့်ခွာဖို့စိတ်မချဖြစ်နေပါတယ်။မြေပြင်မှာလက်ရှိရေဘေးကြောင့်တင်းရှောင်ရလို့လူမရှိတဲ့အိမ်တွေဖောက်ထွင်းခိုးယူခံရတာတွေလည်းရှိနေပါတယ်။ဟမ်ဒါစစ်ကောင်းကြီးစိန်မှာပဲအတူတူပဲဦးလေးအဲ့ကောင်တွေဝင်ခိုးတာလားရွာတွေကိုဝင်ခိုးတာမှခလေးတွေကဝိုင်းမယ်သူတို့ကမေးဘာလို့မလို့လဲလို့အဲ့လိုခလေးကိုပြောတော့ခလေးကလိုက်ကောဒီလိုနေရာထဲမှာဘွားဆိုင်ခွာခွာဆိုင်လုံနေတယ်အဲ့လိုင်းဝင်သွားတာတယောက်ကကတော့နဲ့တယောက်ကသပင်းရှင်းနဲ့အဲ့ဒါမှဒီညီနောင်ပရိုက်တာတင်များစုပေါင်းရေဘေးကြုံနေရတဲ့ဒေသခံတွေကိုအနေနဲ့ရက်ကလူရှင်တွေကကားဆက်လေတွေတုံးပြီးလာရောက်လှူဒန်းနေကြပါတယ်ရေစီးကြောင့်ဒေသတွင်းလမ်းပိုင်းတွေလည်းပျက်စီးမှုရှိနေပြီးလေးမျက်နှာငတိုင်းကြောင့်လမ်းပိုင်းဆက်သွယ်ထားတဲ့တရားငယ်တစ်စင်ရေတိုက်စားမှုကြောင့်ကျိုးကျခဲ့ပါတယ်လက်သမားတရားကျိုးသွားပါပြီငတိုင်းကြောင့်